ဒါစံချိုလေးရောက်ပါပြီငယ်ချင်းတို့ရေးမင်္ဂလာပါငယ်ချင်းတို့ဒီနေ့မှာတော့တက်လို့ကြာစံချိုလေးကြော်ပြမှာဖြစ်ပါတယ်ပထမဦးဆုံးကြက်ဥလေးနဲ့ကြော်မှာမဟုတ်ကြက်ဥလေးကိုကြော်ထားလိုက်ပါတယ်စီပူလာတော့ကြက်သွန်ပြူလေးစီတက်ပြီးတော့အသီးနှံလေးလှီးထားအောင်ဒီပြင်းပြင်းလေးနဲ့ကြော်လိုက်ပါတယ်ညတာစားတခြားပင်းငံပြားကြီးပကြီးထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်ညတာတော့ခင်းကြီးလေးလည်းနည်းနည်းထည့်လိုက်ပါတယ်။ဒီတင်းလေးနဲ့ကြော်ထားလိုက်ပါတယ်။နိုင်ဝက်လောက်ရေစိမ်ထားတဲ့ကြာစံကိုကြာညို့စားဟင်းစက်သားမှုန်လေးထည့်ပြီးတော့နေထားပေးလိုက်ပါတယ်။ညတာကြော်ထားတဲ့အသီးနှံလေးတွေကိုခဏခတ်ထားလိုက်ပါတယ်။ပြီးကြရင်စီလေးနည်းနည်းထပ်ထည့်ပြီးတော့ကြာစံနေထားတဲ့ကြာစံလေးတွေကိုကြော်ပါမယ်ကြာစံလေးချက်အောင်လို့ရေနွေးလေးလိုတလောက်ထည့်ပြီးတော့မှုပေးရပါတယ်ဘိုးမကက်အောင်လို့ဘီယူဆက်ရပါတယ်ကြော်ပြီးဖယ်ထားတဲ့အသီးနှံလေးနဲ့ပြီးရင်ရောပြီးတော့မှုပေးလို့ရပါပြီကြာစံလေးချက်ပြီးဆိုရင်ရုပ်ကောင်းမုံလေးလည်းအပေါ်ကနေနည်းနည်းထည့်လိုက်ပါတယ်ပြီးရင်တရုတ်တန်နဲ့ကြက်သွန်မေးလေးလည်းနောက်ဆုံးချကန်ဒီမှာထည့်လိုက်ပါတယ်ကြော်ပြီးဖယ်ထားတဲ့ကြက်ဥကြော်လေးတွေကိုလည်းကိုက်ပြီးတော့ရောမှုလိုက်ပါတယ်အခုဆိုရင်တက်တက်လို့ကြာစံကြော်လေးရပါပြီတကယ်ချင်းတို့ရေကြာစံချိုလေးရပါပြီရန်ကိုစားလို့ကောင်းမယ်ကြာစံချိုလေးတစ်ခွက်ရပါပြီတကယ်ချင်းတို့လည်းလိုက်ပြီးကြော်စားကြည့်ကြပါဒါအသားမပါတက်လို့ကြာစံချိုလေးပါရတာလေကဲရန်ကိုစားလို့ကောင်းလို့ကြာစံချိုလေးတစ်ခွက်ရပါပြီတကယ်ချင်းတို့လည်းလိုက်ပြီးဆက်စားကြည့်ကြပါကြာစံချိုလေးရပါပြီတကယ်ချင်းတို့ရင်လိုက်ပြီးကြော်စားကြည့်ကြပါနော်ရန်ကိုစားကောင်းပါလေကျေးဇူးတင်ပါတယ်စားကြပါဦးငယ်ချင်းတို့ရေ